ဒီခွတ်ထိုင်းကိုကျွန်တော်ဘယ်လိုရေးရမလဲဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်အသေးစိတ်တစ်ဆင့်ချင်းအသေးစိတ်ရှင်းပြပေးမှာဖြစ်တော့ကြောင်းဗီဒီယိုကိုအဆုံးတိုင်အောင်ကြည့်ပြီးဖို့ရန်အတွက်တောင်းဆိုပါရစေခွတ်ထိုင်းကိုဘယ်လိုရေးမလဲဆိုရင်နံပါတ်1အခုနကမိတ်ဆွေဝယ်တဲ့စာအုပ်ညာဖက်ရွက်တဲ့မျက်နှာမှာညာဖက်မှာပါရေးမလဲဆိုရင်ဒိတ်ကိုရက်ဆွဲကိုရောင်းဆုံးတတ်ပါဥပမာတရက်တလ2026ဆိုပြီးတော့ဒါတိတ်ကိုရေးပါပြီးရင်နံပါတ်2ကျမ်းစာကဘာပြောတယ်လဲသင်ဖတ်တဲ့ကပ္ပဦးကျမ်း1မာသဲ1ဣဇရာ1ဒီထဲမှာသင်ခွန်အားရတဲ့ကျမ်းချက်တစ်ချက်ကိုဆွဲနှုတ်ယူပြီးတော့ရေးချပါဥပမာမိတ်ဆွေကရှင်ယာကုန်းဩဝါဒစာအခန်းကြီး3အပိုက်ငယ်7ကိုခွန်အားရတယ်ဆိုပါစို့ဒီခွန်အားရတဲ့ကျမ်းချက်ကိုကျမ်းစာကဘာပြောတယ်လဲဆိုတော့အောက်မှာရေးချမှာဖြစ်ပါတယ်ဆိုင်းရီပေါက်တပေါက်ဒီအထဲကချိုသောရေနဲ့ခါသောရေထွက်တတ်တယ်လို့ရှင်ယာကုန်းဩဝါဒစာအခန်းကြီး3အပိုက်ငယ်7ဆိုပြီးတော့ဒီလိုရေးချရမှာဖြစ်ပါတယ်နံပါတ်2ဘယ်လိုအတိတ်ပဲရှိတယ်လဲရေးချပါဟုတ်ပြီဘယ်လိုအတိတ်ပဲရှိတယ်လဲဆိုတာကတော့အခုနကတင်ရေးလိုက်တဲ့ယာကုပ်အခန်းကြီး3အပိုက်ငယ်7အရာကိုဘာအတိတ်ပဲရှိတယ်လဲလို့ပြောနေခြင်းဖြစ်ပါတယ်ရှင်းပြပါမယ်ဆိုင်းရီပေါက်တပေါက်ဒီထဲကဆိုတာဆိုင်းရီပေါက်ဆိုတာကတင်နဲ့ကျွန်တော်ရဲ့ဗစပေါက်ကိုပြောခြင်းဖြစ်ပါတယ်ချိုသောရေဆိုတာကတော့အပေါင်းလက္ခဏာတနည်းအားဖြင့်ဘုရားကုံတော်ချီးမွမ်းခြင်းကျမ်းစာပတ်ခြင်းတခြင်းဆိုခြင်းကျေးဇူးတင်စကားပြောခြင်းအပေါင်းလက္ခဏာကောင်းတဲ့အရာတွေကိုဒီနည်းအားဖြင့်ချိုသောရေလို့ခေါ်တယ်ခါသောရေဆိုတာကတော့မကောင်းကြောင်းပြောခြင်းအတင်းတုံခြင်းဘုရားသခင်ကိုကျင့်ဆဲခြင်းညီကိုမောင်မချင်းကဲ့ရဲ့ပြောဆိုခြင်းအတင်းပြောခြင်းဆဲဆိုခြင်းစသည့်မကောင်းသောအနှုတ်လက္ခဏာအလုံးကိုခါသောရေလို့ခေါ်ပါတယ်ထွက်တတ်တယ်လို့တဲ့ဒီယာကုပ်3:7ကိုပြန်ချုပ်တဲ့အခါမှာယုံကြည်သူတယောက်ဖြစ်ပြီးတင့်ရဲ့ပစပေါက်ထဲကနေဘုရားသခင်ကိုလည်းချီးမွမ်းတယ်ဘုရားသခင်နာမပုံကြည်ပါစေကျမ်းစာပတ်ဆုတောင်းဘုရားကိုချီးမွမ်းပြီးတစ်ဖက်မှာကွမ်းရာတွေဝါဆဲလေးတွေတောင်းအရက်တွေတောင်းပြရာတွေတောင်းဆဲဆိုအတင်းတုံနေတဲ့အရာတွေဒီနေ့အဖြစ်မိသားစုများတင့်ရဲ့ပစတစ်ပေါက်ထဲစားရည်ပေါက်တစ်ပေါက်ထဲကနေချိုသောရေနဲ့ခါသောရေမထွက်ပါဘူးချိုရင်ချိုမယ်ခါရင်ခါမယ်အားပေးပါရစေတင့်ရဲ့ပစပေါက်ထဲကနေချိုသောအရာကိုထွက်စေပါဆိုတော့ဒီမှာဘယ်လိုအတိတ်ပဲရှိတယ်လဲဆိုတာကိုကျွန်တော်တို့ယာကုပ်3:7ဒီအရာကိုကြည်ပြီးတော့ရေးမှာဖြစ်ပါတယ်ချိုသောအရာကိုထွက်စေပါချိုသောအရာဆိုတဲ့အခါမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့ကြီးမြတ်ခြင်းဘုရားရဲ့ဂုဏ်တော်တွေကိုကျေးဇူးတော်ကိုချီးမွမ်းခြင်းကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရှင်ယာကုန်းအခန်းကြီး3အပိုက်ငယ်7ဒီဖျားပြောတဲ့စကားကဘယ်လိုအတိတ်ပဲရှိတယ်လဲဆိုရင်နှုတ်တပါးဒီထဲကကောင်းတာရောမကောင်းတာရောမထွက်သင့်လို့ယာကုပ်3:7အတိတ်ပဲရှိပါတယ်ဒီလိုမျိုးတည့်ရဲ့နှုတ်မှာရေးရမှာဖြစ်ပါတယ်နံပါတ်3ဘယ်လိုလက်တွေ့ကျင့်သုံးမလဲအတိတ်ပဲကတော့နှုတ်တပါးထဲကကောင်းတာရောမကောင်းတာရောမထွက်သင့်လို့အတိတ်ပဲရပြီးတော့ဟုတ်ပြီနံပါတ်3မှာဘယ်လိုလက်တွေ့ကျင့်သုံးမလဲဆိုရင်ကျွန်ုပ်အသက်တာမှာနှုတ်အားဖြင့်ဖျားသခင်ကိုချီးမွမ်းတယ်လို့လူတွေကိုလည်းကဲ့ရဲ့ပြစ်တင်တတ်တယ်ထို့သို့မပြုမိရန်ယနေ့မှစ၍တတိပြုရန်နဲ့ဆင်ခြင်ပြောဆိုရပါမည်နံပါတ်4ကျတော့ဆုတောင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့လက်တွေ့အသက်တာမှာဘယ်လိုကျင့်သုံးရမလဲဆိုတော့သိသွားပြီနောက်ဆုံးနံပါတ်4ကျွန်တော်ဘယ်လိုဆုတောင်းရမလဲဆိုတဲ့အရာကိုကျွန်တော်တို့ရေးချရမှာဖြစ်ပါတယ်ဆုတောင်းမယ်ဆိုရင်အရှယ်ကြီးဆုတောင်းကြရှိပါတယ်ဒါပေမဲ့နှုတ်စာအုပ်မှာရေးမှာဖြစ်တဲ့အတွက်လူရင်းတူရှင်းကိုပဲကျွန်တော်တို့ point ကိုပဲယူပြီးတော့ရေးရမှာဖြစ်ပါတယ်ဘယ်လိုဆုတောင်းမလဲဆိုရင်အဖဘုရားသခင်နှုတ်အားဖြင့်ပြစ်မှားခဲ့တဲ့ကျွန်ုပ်ရဲ့အပြစ်များကိုလွတ်တော်မူပါနောင်တွင်မပြစ်မှားမိစေရန်အကျွန်ုပ်ဤနှုတ်ကိုစောင့်ထိန်ပေးတော်မူပါခရစ်တော်ဖခင်ဤနာမတော်မြတ်၌ဆုတောင်းပါ၏အာမင်ဆိုပြီးတော့ဒီဆုတောင်းကိုရေးရမှာဖြစ်ပါတယ်ဟုတ်ပြီဆုတောင်းချက်ရေးပြီးဆိုတာနဲ့
အောက်မှာမြင်းချောင်း3-4ချောင်းလောက်ခြံထားဖို့မမေ့ပါနဲ့ဒီ3-4ချောင်းမှာပါရေးမလဲဆိုရင်ကိုယ့်ရဲ့ daily life မှာဘယ်သွားခဲ့လဲဒီနေ့ကတော့တကယ်ချင်းမွေးနေ့ကိုသွားခဲ့ပါတယ်เนาะဒီနေ့ကတော့ပျော်ပွဲရှင်ပွဲတွေလုပ်ဖြစ်ပါတယ်စသည်ဖြစ်ပေါ်တင်းရဲ့ daily life မှာအမှတ်တရ note တွေကိုဒါတစ်ကြောင်းတစ်ကြောင်းလေးရေးဖို့အတွက်ခြံထားဖို့ရန်အတွက်နှိုးဆော်ပါရစေဟုတ်ပြီစုတောင်းကိုရေးပြီးသွားတာနဲ့နောက်ဆုံးမှာပါလာမလဲဆိုရင်ကောင်းစဉ်တက်ရမှာဖြစ်ပါတယ်ကျမ်းစာကဘာပြောတယ်လဲဘယ်လိုအတိတ်ပဲရှိတယ်လဲဘယ်လိုလက်တွေ့ကျင့်သုံးမလဲနောက်ဆုံးစုတောင်းဒီຢာကိုပြီးရနောက်ပိုင်းမှာဒီကျမ်းစာရဲ့အတိတ်ပဲကိုကျွန်တော်တို့ချုပ်ပြီးမှကျွန်တော်ကောင်းစင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီကျမ်းစာနဲ့ကိုရေးထားတဲ့ definition နဲ့ like ဖက်မဲ့ကောင်းစင်ကိုကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်ဆိုတော့ကောင်းစင်ကိုကျွန်တော်ဘယ်လိုပေးကြမလဲဆိုရင်တင်းနှုတ်ကို the debut လို့ကျွန်တော်ကောင်းစင်ပေးမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီမှာဖတ်တဲ့အကြောင်းအရာတွေကဘာတွေလဲဆိုရင်တင်းနဲ့ကျွန်တော်ရဲ့နှုတ်ကို the debut ဖို့ရန်အတွက်ကောင်းစင်ကိုပေးနေတာဖြစ်ပါတယ်ဆိုတော့ဒီကျမ်းချက်ကိုဖတ်ပြီးတော့တင်းရေးရဲ့ definition ကိုဖတ်ပြီးတော့ကောင်းစဉ်ကိုချိုးရမှာဖြစ်ပါတယ်။မဆိုင်တဲ့ဟိုကအကြောင်းအရာယုံကြည်ခြင်းတွေပေးကမ်းခြင်းတွေသွားယူလို့မရပါဘူး။တင်ရေးတဲ့အတိုင်းပဲတင်ယူတဲ့အတိုင်းပဲဒါကိုဖတ်ပြီးတော့အော်ဒီအကြောင်းအရာကဘာလဲဖတ်ပြီးတော့ကောင်းစဉ်ကိုပေးရမှာဖြစ်ပါတယ်။ဟုတ်ပြီကောင်းစဉ်ကတော့တင်းနှုတ်ကိုတတိပြုလို့ကောင်းစဉ်ရေးရမှာဖြစ်ပါတယ်။တင်းနှုတ်ကိုတတိပြုဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။ဆိုတော့ကျွန်တော်ကျမ်းစာခွတ်ထိုင်းနေ့စဉ်ပုံမှန်ဖတ်တဲ့တစ်နှစ်မှာ365ရက်ကိုကျွန်တော်ပုံမှန်လေးဖတ်မယ်ဆိုရင်နေ့တိုင်းမှာဖတ်တဲ့အခါမှာကိုခွန်အားရတဲ့အရာလေးကိုဒီလိုလေးကျမ်းစာကဘာပြောတယ်လဲဆိုပြီးတော့ကျမ်းစာကပြောတဲ့ကျမ်းချက်ကိုတစ်ချက်ခွန်အားရတာကိုဆွဲနှုတ်ပြီးတော့မှင်ညီနဲ့ရေးမှာဖြစ်ပါတယ်ပြီးရင်နံပါတ်2ဘယ်လိုအတိတ်ပဲရှိတယ်လဲယာကုပ်31အတိတ်ပဲကဘာလဲတင်ခွန်အားယူတဲ့ကြံချက်အတိတ်ပဲကယုံကြည်ခြင်းလားပေးကမ်းခြင်းလားချစ်ချင်းမြတ်တာလားတင်ယူတဲ့အတိတ်ပဲကိုရေးချမှာဖြစ်ပါတယ်နံပါတ်3ဘယ်လိုလက်တွေ့ကျင့်သုံးမလဲเนาะတင်ခွန်အားယူတဲ့အရာကိုကျွန်တော်တို့အသက်တာထဲမှာဘယ်လိုလက်တွေ့ကျင့်သုံးမလဲဆိုတဲ့အရာကိုကျွန်တော်တို့ရေးချမှာဖြစ်ပါတယ်ဟုတ်ပြီနံပါတ်4မှာတော့နောက်ဆုံးကျွန်တော်ဘယ်လိုစုတောင်းမလဲကျွန်တော်တို့ဒီဆင်ခြင်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့စုတောင်းရမှာဖြစ်ပါတယ်စုတောင်းပြီးတော့တစ်နေ့တာလုံးမှာတွားခြင်းလာခြင်းလုပ်ငန်းကဏ္ဍတစ်ခုချင်းစီတိုင်းမှာကိုဆင်ခြင်ရတဲ့အရာကိုဒီမနေ့ခွန်အားယူတဲ့အရာကိုဆင်ခြင်ပြီးတော့အသက်ရှင်ရှောင်နိုင်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစနဲ့အဆုံးတိုင်အောင်အချိန်ပေးပြီးတော့ကြည့်ပြီးတဲ့မိတ်ဆွေအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီဗီဒီယိုကတင့်အတွက်အကျိုးရှိမယ်ဆိုရင် save ထားလို့ရပါတယ်တင့်ရဲ့ညီကိုမောင်နှမတင့်ရဲ့မိသားစုတင့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကို share ချင်တယ်ဆိုရင်လည်း share လို့ရတဲ့အကြောင်းကိုလည်းပြောလိုပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစနဲ့အဆုံးတိုင်ကြည့်ပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်အရောက်တိုင်းပေါ်ဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေအာမင်